PS ဘာလို့ပြမလဲဒါလေးတော့ကြည့်ရမှာပဲ ဒီဘက်မှာစိတ်ဝင်စားတာတော့ကင်မီရဲ့ဂိုးလိမ့်ပဲဗျာနော်ကင်မီဂိုးလိမ့်မဆော့ခဲ့တာလဲတော်တော်လေးတော့ကြာတော့ကြာခဲ့ပြီဆိုတော့အခုချိန်မှာပြန်ပြီးတော့ပေါ်ထွက်လာတဲ့အတူတွေတစ်ဖက်က Harry တွေပါတွေကိုဘယ်လိုမျိုးအားလေးမှလိုက်ပြီးတော့နှိမ်ထားနိုင်မလဲပေါ့နော်ဒါလေးတစ်ချက်တော့စောင့်ကြည့်ရပါလိမ့်မယ်ဟုတ်ပါတယ်ဆိုတော့ဒီမှာဒီ Grok Roll တွေပါလေဖြစ်သွားပြီအဲ့တော့မှဒီ Garo ကချက် EHP နဲ့ River Light နဲ့အတင်းလိုက်ဟိုဘက်က Lancelot တစ်ဖက်က Harabusa ဆိုတော့အဲ့ဒါလေးကလည်းကြည့်လို့တော့ကောင်းတယ်ဆိုတော့ Lancelot vs Harabusa လည်းကျွန်တော်တို့ပြန်ပြီးတော့မြင်လာဆို Resident Leo အနေနဲ့ Hara ကိုနှစ်ပွဲစတိုက်ကင်ခဲ့ရတယ်ဆိုပေမဲ့ဒီပွဲမှာသူ Lancelot ပြန်ရခဲ့တာလေတော်တော်လေးကောင်းတယ်ဗျအဲ့တော့ဒီကောက်မှာသူရဲ့ Lancelot အနေနဲ့ကဘယ်လောက်ထိလုံးလို့ပေးနိုင်မလဲဆိုတော့ဆက်လက်ပြီးတော့ကြည့်ရမယ်ပေါ့နော်ဆိုတော့ Banner တို့ဒီပွဲမှာကင်လာ Uranus အဲ့တော့ဒီရှိကနေပြီး Uranus က Space တောင်းဆိုမှုတွေ Space စားသုံးမှုတွေကိုပြန်ပြီးတော့ကြည့်ရမှာဖြစ်လို့ online game Cherry QT ကသူတော့အတော်လေးကိုနေပါသွားခဲ့ပါတယ် New Boss ကအဲ့လိုအမြဲတမ်းဒီ goal လေးကိုတောင်းလို့စူးစမ်းနေရဆို Black မင်းမပေးလိုက်ရတယ်ဗျဟေးဒါ back ရှိမနေတော့နေတာတစ်ခုမှာတော့ဒါမင်းမှာ PS အကောင်းဆုံးပဲ First Black ကိုရခဲ့တယ် online Cherry QT ကိုနည်းနည်းလေးသွားပြီးတော့နေမို့အတွက်စိတ်ကူးရှိခဲ့ဆိုရင်လည်းပဲ record တစ်ချက်တော့ပြန်ခဲ့ရတယ်ဗောနော် Cherry QT နဲ့ဒါပေမဲ့မင်းမပေးလိုက်ရတာ Black ဖြစ်သွားခဲ့တယ်ဗျทีมကဒီနားလေးမှာလုံးဝ Cree ကိုပိတ်ထားလိုက်တာဗောနော်နဲငယ်စားလို့မရအောင်လှုပ်ထားခဲ့ပေမဲ့ဟိုမှာ Cree ရလည်းကြံနေသေးရဆိုရင်တော့မဟုတ်ပိတ်ဒီပဲပိတ်တော့ဖြစ်နေခဲ့တယ်ဒီစားသုံးမှုရောပေါ်ပေါက်နေခဲ့လို့ပဲ Resilio တစ်ဖက်က Jangati ပါလာရောက်ပြီးတော့စိုးမိုးစားတောက်နေခဲ့တယ်ပဲလဲမရှိနေခဲ့တယ်ဆိုရင် Index ကလည်းပေါ်လန်းပြီးအောက်လိုက်ပြေးလိုက်တဲ့သူ့ရဲ့ဒါအလုံးရှုံးမှုတစ်ခုကိုတော့စပြီးတွေ့ရှိလာပြီမကြခင်မှာလည်းတာရီကတော့ပေါ်တော့မှာပါအဲ့တော့တာတေပေါ်ကန်ဒီချိန်လေးတစ်ခုတမှာတော့နောက်တဲ့ battle လေးကိုကျွန်တော်ပြန်ပြီးတော့မြင်ရမှာလား Blading vs Newborn ဒီတစ်ခေါက်တာတေကိုဘယ်သူကပြန်ပြီးတော့ယူလာနိုင်မှာလဲအဲ့တော့ Arabusa Lancelot မှာ Lancelot ကတော့ Rudy Pau ကပို့ပြီးတော့အားသက်ချက်ရှိရဗျအဓိကသူဒေါ်နာစပီဒီဂျားထဲမှာတော့ပြန်ပြီးတော့ရယူဖို့လိုအပ်လာကြတော့ပြေးပြီးတော့ဝင်လာ PS နောက်ကပြန်ပြီးတော့ထွက်လာခဲ့ပြီးသူ့မှာတော့ share key တွေပါရှိနေသေးဆိုကြလဲရိုင်းကောင်းကောင်းမရသေးတဲ့အချိန်ကာလာတစ်ခုပါတော့ဖြစ်နေခဲ့တယ်ပေါ့နော်တာတရလည်းပေါ်တော့မယ် buff ကလည်းပေါ်တော့မချိန်ရောက်နေခဲ့ပြီဆိုတော့မှ Index PS ကနားမှာတော့ကတ်ချင်နေတဲ့ပုံစံလေးပဲဒီက Rudy နဲ့လေးလာပြီးတော့တောင်းနေတဲ့ပုံမျိုးဗျဒါပေမဲ့ PS ကလည်း Rudy ရမယ့်ပုံမပေါ်တော့ Index ပြန်ပြီးတော့ပေါ်လိုက်အဲ့တော့တာတေပတယ်လေးမှာပဲHara Lancelot နှစ်ယောက်ပြန်ပြီးတော့တွေးကြမယ့်ပုံစံမျိုး Index နဲ့ Rookie တယောက်ရှေ့ရနေပြီးတော့ပဲကြိုတင်ပြီးတော့ booking ယူထားတဲ့အနေအထားမျိုးတွေ့ရတယ် Black နောက်တစ်ချိန်တက်မှတ်ပြီးတော့ပဲခွင့်ပြုပေးခဲ့ရပြန်ပြီဗျာနောက်ချက်ကိုပြန်ပြီးပေးနေတော့မှ War ချက်တိုက်ချက်အတိုက်မှာပဲ Doom Master တကယ်ကိုကွတ်တီကိုကောင်းနေခဲ့နောက်မှာပြန်ပြီးတော့ကျတော့က Resilio အပေါ်မှာရှိနေခဲ့တဲ့ Banner ပြေးလာမှုဆိုတော့တိတ်တော့မလွယ်ကူတော့ဒီတာတွေကိုတော့သူ first star တွေစပြီးတော့ဘေးမှာတော့ရတော့မှာပါ Index လွတ်သွားပဲတော်တော်လေးကန်ကောင်းတယ်လို့ပြောရမယ်ခုနကတော့ကဂေကိုကောင်းတဲ့ wine ချက်ပြသေးတာအဲ့မထူးမဲတော့ကျော်လေးပေါ်ပြီးမှပျောက်သွားခဲ့ဆို Black လည်းမရှိတော့တဲ့နေတာတစ်ခုဆိုတော့ဒါ Platin ဒါနောက်တာတယ်ကိုတော့သူတို့ထပ်ပြီးတော့ရားခဲ့တယ်ဆိုတော့ Iroke 3ခုနဲ့တာတယ်နဲ့ဆိုတော့သူတို့ network ကပြန်ပြီးတာသွားပြီဒီနှစ်တင်းကလုံးဝပေါ့နော်ဒီအာလီဂိမ်းကအရန်အရေးကြီးရဗျအာလီဂိမ်းတော်စိုးမိုးထားတဲ့တစ်သိန်းလို့ပဲပြောရမှာပေါ့တင်းတင်းကအဲ့လိုမျိုးတာသွားရဆိုလို့ရှိရင်တောက်လျှောက်ကြီးကိုတက်ပြီးတော့အဲ့လိုမျိုးတာလုံးဝလုံးတာမျိုးတွေရှိနေတယ်ဆိုတော့ဘယ်ဒါဟိုဘက်တော့ပတ်ပြီးတော့ပြီးတော့ဟာရှယ်ရိုကီကသူ့မှာရှိနေသေးတယ်ဆိုဘယ်နောက်ပိုင်းမှာတော့ပြစ်နေတယ်ဒီကတော့စကွေးကြီးတွေပါပြန်ပြီးတော့ online နဲ့ဆိုလို့ရှိရင်တွေတက်တွေကလည်းပြန်လေတက်လာမှဖြစ်တဲ့ကြောင့်တခါလေးပြတ်ဖို့ကတော့မတွေ့သေးပါဘူးဟုတ်ပါတယ်နော်အဲ့တော့ online မှာတော့ super camp အနေနဲ့ Herrick ဒါယူကအစင်တော့ပြည်တဲ့ Cherry QT ဒီဘက်မှာ Kimi နဲ့ goal line ဆော့ထားတာလေးကလည်းဒါဆိုးတော့မဆိုးဘူးပေါ့နော်ဘာလို့ဆို Herrick ကိုထိန်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါ Kimi goal line လေးကိုတော့သူတို့ပြန်ပြီးတော့ယူချက်ထားတယ်အဲ့တော့ Kimi Cherry QT အနေနဲ့တောက်လျှောက်တော့ဒါ super camp ကိုတော့ထိန်းထားဖို့တော့ကြိုးစားနေပါသေးတယ်Super Can နဲ့ဒါ Cherry QT တယောက်ကတော့ဒီ online မှာတော့ပုံမှန်တိုင်းလေးပဲ easy လေးတော့ရှိနေခဲ့ဆိုအလဲမှာထပ်ပြီးတော့ black ကတော့ပေးအောင်ပါလားဆိုရင်တော့ Harabusa Sherugi ကို Sheru ချက်လေးမှာပဲဘယ်မြောက်သွားပါသေးရဲ့ black PS ကတော့လုံးဝ black only ပဲတဲ့မင်းနေရလားပေါ့နော်ဆို black နေတဲ့နေစရာနေရာမရှိတော့ဖြစ်နေတဲ့ပုံစံမျိုးတွေ့နေရတယ်အဲ့တော့ black တော်တော်လေးကိုအဆင်မပြေဘူးတိုင်ပတ်နေတဲ့ပုံစံမှာ index မှာတက်ပြီးတော့ပေးရတော့မှ index ကိုတောက်လျှောက်ပဲ Cherry QT လိုက်ပြနေတဲ့ damage ကြောင့်ဟိုဘက်မှာ Resident Leo ပါအစစ်တက်ပြီးတော့ပါသွားနိုင်တဲ့ data တစ်ခုပါပဲ Resident Leo ဘက်ကနေသူ့ရဲ့ buff တော့ရရှိခဲ့တယ်ဆိုမဲ့လည်းပဲနောက်ကနောက်ရှုံးမှုတော့နေငယ်တော့ခံရတာပါဒီတဲ့ online ကတော့တောက်လျှောက်ကိုပြန်ပြီးတော့ဒါ round ရဲ့ပုံစံလေးရရှိပါတယ်ဟုတ်ပါတယ်နော်ကျွန်တော်တို့ဒါကတော့ best entertainment streamer of the yearစုဒါ S time တွေကိုပေးခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ voting code AI 1 လေးလုံးပဲဖြစ်ပါတယ် Unite Single နဲ့အတူကျွန်တော်တို့ 1003 ကို SMS voting တွေပေးပို့နိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်နော်ကဲအဲ့တော့ပေါ်လန်းမှာရှိနေတဲ့ဒီမြောက်ကတော့ T Pro နဲ့ဒါဘန်နာခုနလာသွားတဲ့ဒီ T Pro တစ်ချက်တော့တော်ရီကိုတိတာသွားခဲ့ပေါ့နော်မန်လောက်ပြီးတော့သူကြလည်းပြီးတော့ရရှိသွားခဲ့ရလေးတော့ရှိခဲ့တယ်ပြီးတော့တက်မှတ်ပြီးတော့ပေါ်လန်းဘန်နာကတော့ကိုရှိကိုနည်းနည်းလေးကြီးစီကိုနှဲ့နေခရီးလေးဝင်လာလိုက်ကိုရှိကသွားပါလိုက်အဲ့ဒီ edit ပြန်လင်းလိုက်သူကတော့တွေးရတော့မယုံဘူးဆို second card တွေကစပြီးပေါ်လာခဲ့ပြီးတော့ index ကိုဒီမှာဖြတ်တော့မှလား index play ကတော့ပြီးတော့ share ကိုကြအပိုင်းမှာတော့ index ဒီကောင်မှာတော့ပေးလိုက်ရပါဘူးကဲအဲ့တော့ဒီဘက်မှာတော့ index ခါလေးပဲတန်းပြီးတော့ပြတ်သွားခဲ့အောင် damage တွေပေးနိုင်တယ် PS ရဲ့ damage ကတော်တော်လေးများနေဗျ Hero 3កောင်လေ PS လက်ထဲမှာဆိုတော့ဒီမှာတော်တော်လေးကိုအစီအစဉ်နဲ့ပြောရနောက်တက်ကြမ်းကြီးရဲ့ target ထဲမှာပြတ်ပြေးဖို့ကြိုးစား banner ထွက်ပြေးတော့တော်တော်လေးကောင်းတယ်ဗျဒါပေမဲ့တစ်ဖက်ကလိုက်ပေးနေ Hero က4កောင်တောင်ဆိုတော့ဘလို့မှမလွတ်နိုင်တော့ပါဘူးတကယ်အကောင်းဆုံးတော့ပြေးထွက်ခဲ့ပြီပဲလေ4ယောက်လောက်လက်ကြားတွေကလွတ်ဖို့တော့တော်ခက်ခဲသွားတဲ့ကိစ္စတစ်ခုလိုဖြစ်ခဲ့တဲ့ banner တော့ထပ်ပြီးတော့ပေးလိုက်ရဆိုဒီထောက်ပါတယ်ဒီ second charter ကိုထပ်မှန်ပြီးခွင့်ပြုပေးရမှာဖြစ်တဲ့အတွက်ကြောင့် Resilio အော်လာမှာရှိနေတဲ့ Cherry QT နဲ့စားတော့ပါလား
ဆိုတော့ Cherry Judy ကာလေးနဲ့ပဲကောင်းကောင်းမလို့ရှောင်ထားရဲဆိုပေမဲ့နောက်ကနေ Guardian လေးနဲ့လှန်ပြီးတော့ Cherry Judy နောက်ကိုကတ်လို့မရအောင်လို့ Rookie Teasy လာတော့စေးပေးထားတယ်ဗျာ Cherry Judy နဲ့ဒီချိန်မှာ0-3 ASS စီထားတယ်အဲ့တော့ PS တကယ်ကတော့ပြောခဲ့သလို Black only ကိုသူမင်းမထိုင်ပြီးတော့ကေးနေရဗျာအဓိကဒီ Black မရှိတော့ဘူးဆိုလို့ရှိရင်တော့နောက်မှရှိနေခဲ့တဲ့တစ်ဖက်ကနေမှ Rookie Teasy တို့နောက် T Pro တို့အတွက်ကွာ totally easy ဖြစ်စီရဲ့ပုံစံလေးဖြစ်နေတော့ဒီ Black ကိုပဲလိုက်ဖြည့်ရှင်းတယ်ဆိုတော့ Black ကလည်းသူတယောက်တည်းဖြစ်နေတဲ့အချိန်တွေနောက်တော့ Minion Wave မရှိတဲ့အချိန်တွေမှာသွားပြီးတော့ PS နဲ့ပဲသွားတွေ့နေတဲ့အတွက်ကြောင့်မလို့တောက်လျှောက်ကြီးပေးနေရပါတယ်ဟုတ်တယ်ဒီအေးထပ်ပြီးတော့ဝင်လာသေးတယ် Intense ကြောက်ကြသွားတယ် Black မရှိဘူးဆိုလို့ရှိရင်ကြတော့ခုနကပြောခဲ့တော့ Rookie Teasy တို့ဘာလို့ကအရန်လုံးလို့ကောင်းနေဗျာတောက်လျှောက်သူ့ရဲ့ဒီ Nether Plan တွေဘာတွေကိုကျွန်တော်အကောင်းကောင်းမကြီးဒါမရှိတော့နေတာတခုဆိုတော့ ACC Battle ဝင်ဆိုင်လို့ရတယ်အဲ့ဒါကြောင့်မို့လို့လေ PS က Black only ကိုထိုင်ပြီးတော့ဒါကေးယူနေတာပေါ့နော် PUK 70နောက်က 4K လောက်ဒီကိုဖြစ်လာခဲ့ပြီဒါပေမဲ့ 4K အတာလေးတစ်ခုနဲ့ပေါ့နော် Pla တွေစပြီးတော့ဥဆောင်လာခဲ့ပြီဆိုရင်နောက်မှာပဲအောင်လဲမှာလည်းတွားပြီးတော့တစ်ဖက်ကနေမှ Harabusa လိမ့်ချိုးတာလေးပြုတ်လာခဲ့လို့ 402 ဆို KD တစ်ခုနဲ့တော့အကောင်းဆုံးတော့ဒိန်းထားခဲ့ပြီးပါပြီအဲ့တော့ပေါ်လဲမှာရှိတဲ့ Cherry Cutie လည်းပဲလိမ့်ဆိုပြီးပြန်လုပ်ပြီးတော့နောက်ကနေမှဒါ Rookie Teasy bucket နဲ့အတူပါပဲသူ့ရဲ့လိမ့် push တစ်ခုတော့ပြန်လဲဥဆောင်နေခဲ့တဲ့နောက်မှာတော့ချက်မှတ်ပြီးတော့ထွက်လာမဲ့ damage တစ်ခုတော့တစ်ဖက်ကနေမှ Intense တို့ Super Can တို့ Super Can အနေနဲ့ကဒီတစ်ခါမှလုံးဝမတည်သေးရလေသူကတကယ်ကိုကောင်းမှုနေပြီးပါတယ် Super Cam လည်းလုံးဝ save play စော့ထားဆို Cherry Judy လည်းပဲလုံးဝ save play စော့ထားတယ်ဆိုတော့အဒီက Super Cam လုံးဝမတည်သေးရတော့ဟုတ်တယ်ဒါ Newborn တက်ကတော့မျောလင်းချက်တစ်ခုလို့ပြောရမယ်ဗျမကြခင်မှာကျွန်တော် last start တဲ့ second 30အတွင်းမှာပေါ်လာတော့မယ်အဲ့ second 30အတွင်းမှာပေါ်လာတော့မယ် last start တဲ့မှာ Newborn ပြန်လဲပြီးတော့ရလာနိုင်ပြီ Noah Cap က 4K လောက်ကွာနေအရင်အများကြီးမဟုတ်ဘူးဆိုပေမဲ့နည်းနည်းတော့ဒီ Noah Cap ကလည်းပဲထိရောက်မှုတော့ရှိရဗျရှိတယ်နော်အဲ့တော့ 5 member တခုစပ်ပြီးတော့ Cherry ban out သွားပြပိုင်းနေနေရောများသွားကြတယ်၄ရက်လောက်ကြာတယ်မစင်းတော့ပြင်နေခဲ့ဘူးအဲ့ချက်ချင်းပဲပြန်ပြီးတော့ Cherry ပြထွက်လာနိုင်ကြလို့ရှေ့မှာစောင့်နေကြတယ် Index ရှိနေကြတယ် T Pro လိုက်ချဖို့ကြိုးစားနေနောက်မှာ2ယောက်နောက်တစ်ချက်ပြီးတော့လာနေကြတယ် Black နဲ့အတူပါ3ယောက်နဲ့အတူပါတော့ဖြတ်ဖို့တော့ကြိုးစားမချက်ပြန်ပြီးတော့3နေကြတယ် T Pro ဖြတ်ဖို့အတွက်ကတော့တကယ်ကိုမလွယ်နေသေးပါဘူး Cherry Judy ကပေါ်လာမှာ famous space ထပ်ပြီးတော့သွားရှာနေအဲ့တော့ဒီတစ်ခေါက်ပေါ်လာခဲ့ last start တွေကိုဗတဲ့ပေါင်းဆိုင်မှုကြိုးစားရင် Intense ကတော့ over မှာ avatar damage ကြားထဲမှာပြတ်သွားခဲ့ရပြီအဲ့တော့ banner တွေသူကနေနေ Guardian နဲ့ Black လို့ကျွတ်ပဲပြန်ပြီးတော့ရှောင်းတိန်တာ Rookie Teasy တောက်လျှောက်ကိုလိုက်အင်းဖို့ကြိုးစားနေရတော့မှလည်းတောက်လျှောက်ပြေးနေရတယ်ဗျမလွယ်တော့မလွယ်ဘူး banner တောက်လျှောက်ကိုပေါ်နေကြတော့ဥပက Resilio သူရတတောက်နေနေခဲ့ပြီဗျာ Resilio လူသူနေနေကဒီဘက်က Data ရောရအောင်တော့သူယူပေးနိုင်ခဲ့ပြီးတော့သူကိုယ်တိုင်တော့မနေ့ပြန်ပြေးလာတဲ့အနေထားတော့ဖြစ်သွားခဲ့ရတယ်အဓိကတော့ Index ကျသွားတဲ့အချိန်မှာလည်းဖြစ်သွားခဲ့တယ်ဗောနော် Index မရှိတဲ့ကာလတစ်ခုမှာ 4v5 ဗတဲ့တစ်ခုပြန်ဆိုင်လိုက်ရရင်နောက်မှာတော့ဒါပေမဲ့အိတ်ကြားထဲမှာ Resilio အနေနဲ့ကဒီ Data လေးတစ်ခုတော့သူရအောင်ယူပေးနိုင်ခဲ့တယ်တော်တော်လေးကိုကောင်းခဲ့ဆို Share ကို Share နဲ့အတူမှာ PS ဟိုတော့ကဘယ်နာဖြစ်နေလို့နှမို့သာဆိုလို့ရှိရင်တမ်းပြီးပြတ်သွားနိုင်တယ်ပြတ်သွားနိုင်တယ်အခုချိန်ကြီးတော့ Newborn Hero ကတကောင်းမှတော့ရရှိထားခြင်းတော့မရှိသေးဘူးဆိုပေမဲ့လည်းပဲဒါသူတို့အကောင်းဆုံး defend မှုတော့ပြင်ဆင်နေရဗျတတေးပိုင်းပြန်လိုက်တာလေးကတော့သူကလည်းသူမစိုးဘူးအဲ့လိုတော့ပြောလို့ရရတယ်ဆိုတော့ဒီချိန်မှာ Cherry Judy ကလည်း famous space တွေကိုပြန်ပြီးတော့ရှာလာခဲ့ပြီဆိုတော့နောက်ထပ် first lot battery ပိုင်းချက် Newborn အနေနဲ့ပို့ပြီးတော့နည်းနည်းလေးအဆင်မပြေမှုတွေများလာနိုင်နေဗျလက်ရှိကတော့ first lot ပေါ်လာမှကြည့်တော့ကြည့်အောင်ပါတော့နော်အဲ့တော့လက်ရှိမှာတော့ဒါဒီဘက်ကနေမှလည်း Index အနေနဲ့ကလိုက်လိုက်ပြီးတော့ရှေ့ကနေ position လိုက်တော့ထောက်ပေးရလေးရှိနေသေးဆိုပေမဲ့လည်းပဲ damage တွေကတော့ထွက်နေခဲ့ပါပဲဒီက ban ice ပဲတောင်းလို့မှုလေးတွေနည်းနည်းလေးရောပါလာခဲ့ပြီဆိုပေမဲ့နောက်က Rookie Teasy ရဲ့ Gary ရဲ့အဲ့ဒါမှအခက်မသိ T Pro ကဒီ chat ကြီးအဲ့ wall ပိတ်တာကြီးအတော်လေးကိုစိုးစီခဲ့တယ် ban အဲ့တော့လွတ်နေတဲ့ကမ္ဘာပြ rocket နဲ့ pitch တွေအောက်မှာတော့ ban လွတ်တော့မယ်ဒီတော့လုံးဝမလွတ်သွားခဲ့ပါဘူးပြောခဲ့လို့ပဲ Cherry Judy damage ပါတော်တော်လေးများလာနေတာတခုမှမခံနိုင်တော့ဘူးဗျ Index ပါပြန်ပြီး fall နေခဲ့ရ Resilio အနေနဲ့ဝင်ပြီးတော့ယူကျင်နေဆိုရင်လည်းတစ်ဖက်ကရှောင်းတိန်လေးတွေကတော်တော်လေးကိုကောင်းနေတဲ့ပုံစံမျိုးတွေ့နေရအဲ့တော့ Black နောက်ကိုတော့ပြန်ပြီးတော့ခုံသားဆို make a second target တစ်လုံးပါထပ်ပြီးပေးရမလားအော် Guardian နဲ့ကျွန်တော် chap နေဦးတော့အကောင်းဆုံးတော့ရှောင်းတိန်လောက်ထားသလို make a second target ကပြီးတော့ Resilio တောက်လျှောက်ပြန် fall နေရ data တခုက Resilio နဲ့ Black နဲ့တစ်ကောင်ကြားထဲမှာ Harabusa Shadow K Super Cam အစစ်ပါနေသေးတယ်ဗျာတော်လေးကိုရော့သွားတယ်3ယောက်လောက်မျှခင်လိုက်တဲ့သွေးတော်မှာတော်လေးကိုကိုစီရော့သွားခဲ့ရလေးကိုတွေ့တယ်အေး Index အပေါ်တော့တွေ့သွားခဲ့တောက်ချက်မှာတောက်လို့ကြိုးစားနေနောက်မှာပြန်ပြီးတော့စစ်ပေးနေခဲ့တဲ့ Rookie Teasy ရှိနေကြားထဲမှာ Index လည်းဘာမှလုပ်ပြီးတော့မရဘူးလို့ဖြစ်နေခဲ့ပါ backup ကလေးတွေကတကယ်ကောင်းနေရမှာ Cherry Judy avatar ကိုတောက်လျှောက်စိတ်ပေးနေတာ Rookie Teasy ပါအဲ့တော့အဲ့ကြားထဲမှာ T Pro ပါထပ်ပြီးတော့ပါလာမျိုးရှိရယ် solo aim ရမှာလေ PS ကသူ့တောင်းသူခြေနေတဲ့နေတာတခုဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဘာမှပြောစရာမလိုဘူးဖြစ်နေရပါတော့ပြေးပြေးနဲ့လေကိန်းတိုင်းဘက်ကိုရောက်လာရင်လေ Cherry Judy ပေးတဲ့ damage တွေကို Newborn ခံနိုင်ပါမလားရှေ့မှာ banner နဲ့ Index တို့ကတော့မာတယ်ဆိုရင်လည်းပဲနောက်ပိုင်းတကယ်ဖြစ်လာမယ်ဆိုရင် Kimi damage ကများတယ်ဗျာဘယ်နာနောက်ကနေ Harabusa နည်းနည်းချင်းစီလိုက်ခုံနေရတော့နောက်နေတာတခုမှတော့မှသူကတော်တော်လေးရော့သွားခဲ့ပြီလက်ရှိမှာတော့ first floor ပေါ်လာခဲ့ပြီဆိုတော့ Resilio အောက်တော့ရောက်နေခဲ့ပြီဒီ first floor တော့ထပ်ပြီးတော့ Flare ဘက်ကိုတော့ခွင့်ပြုပေးထားရအောင်ပါပဲအဲ့တော့ Flare ထပ်ပြီးတော့ပဲယူသွားခဲ့ဆိုနောက်တဲ့ ban out ပါထပ်ပြီးတော့ယူကျင်နေသေးတယ်ဆိုတော့
လောကတော့ရသွားခဲ့ပြီအောက်လမ်းမှာပဲသွားပြီးတော့လဲ Resilio အနေနဲ့ဒါ split push lane rush တော့သွားပြီးတော့လုပ်ပေးထားတယ်အဓိက famous space ကို create ပြန်လုပ်နေတဲ့ပုံစံမျိုးပဲရှိရဲဘာမှအရင်သွားပြီးတော့လုပ်လို့မရသေးဘူးဆိုတော့ရတဲ့ lower cap လေးတွေကိုလိုက်ပြီးစုဆောင်းနေရတယ်ဗျာ ဒီချိန်မှာနောက်ကနေ Cherry Beauty ပြစ်နေတဲ့ damage က Token Spree တော်တော်ရနိုင်တော့နောက်မှာ Resilio T-Pro ရဲ့ damage မှာအထီးကိုနာသွားခဲ့ဘုန်းမှာပြန်ပြီးတော့ PS မှာရောက်နေပြီးတော့မှာတော့ဘလုံးပေါက်ပြေးစရာမျိုးမရှိတော့တဲ့ Resilio အနေနဲ့ကတော့ထပ်ပြီးတော့နောက်တစ်ခါ Resilio အောက်မှာနည်းနည်းလေးကြာသွား ကြာသွားဒီကတော့ PS ရဲ့ quick share ကိုတော်တော်ကောင်းသွားတယ်ဗျလုံးဝပြေးလွှားနေတဲ့ Lancelot ရဲ့ခန္ဓာကိုယ်တွေကိုဝင်အောင်ထည့်လိုက်နိုင်တဲ့ quick share တို့ကတကယ်တော်တော်လေးကိုတိကျရလို့ပြောလို့ရတယ်နော်အဲဒီတော့ကြောင့်မို့လို့တော့ဒါ Resilio ကိုပြန်ပြီးတော့ပေးလိုက်ရတယ်လောလာတော့မှာဗာနဲ့ဗာနဲ့ဆိုလောရှင်းမဲ့ဆို Resilio ပြန်ထွက်လာအောင်ပါပါတွန်းနေသူတော့အဆင်ပြေရဲ့အဲ့တော့လောကတော့မိကနေစာပြီးတော့ဝင်လာဒီ fast lock ဖြစ်တဲ့ကြောင့် Newborn defend နိုင်ပါလားကျွန်တော်ဆက်ပြီးတော့ကြည့်ရပါဦးမယ် Index နောက်ပေါ်မှာဆွဲခေါ်ပြီးတော့ကြိုးစားနေရဲ့နောက်ကတကယ်ဖြည်းဖြည်းချင်းစီကိုပေးနေ PS damage မှာတော့ Index ကိုရတော့အထီးတော့နားနေကြလို့အပေါ်ထဲမှာလည်းဘဲနာပြီးတော့တော်တော်နေနေကြလို့ delay ရဲ့ Mega Tower တစ်လုံးကိုတော့စပြီးတော့ပမာတွေဖြိုခွဲနေကြတယ် Mega Tower ရတော့တော့ရ plane တော့ကျန်နေသေးတယ် အဲ့တော့လောကတော့တော်တော်တီတီကိုကြံနေသေးတယ်ဟေဒါကတော့ဟိုဘက်ဗလိုင်းချုံထဲမှာသွားပြီးတော့စောင့်နေသေးတယ်ဆိုတော့ဒီ lob နဲ့သူတို့တန်းပြီးတော့အန်နိုင်မှာဟေဒါကတော့ဒီကဆွဲခေါ်နေရဗျသူတို့ရဲ့သူတို့မထိဖို့အတွက်ဟေဒါငါဒီမှာဆိုပြီးတော့ပြပြီးတော့ခေါ်နေတဲ့ပုံစံမျိုးပါအဲ့တော့ index နေနေကတော့ဒီတစ်ခေါက်မှာတော့သူခေါ်ခဲ့တယ်ဆိုရင်လည်းပဲသူ Titan နဲ့ reset တစ်ခုရမှာသူကတော့ပေးရမှာပဲဗျ ကိုယ်တိုင်စတေးခံပြီးတော့ကျန်နေတဲ့ Mega Tower လေးကိုကာဖို့အတွက်ကိုတော့ပြန်လဲရွေးချယ်လိုက်ခဲ့ရင်းနဲ့ပဲအောင်နေတဲ့ Mega Tower စီကိုတက်ပြီးတော့ရောက်ရှိလာခဲ့ပြီးတော့လာချင်းဒီ wave ကတော့ကျန်နေပါသေးတယ်ဟိုတော့ကနေပြီးတော့ပြချခဲ့ပြီလည်းတော့ပဲတာဘာမှတော့မတည်သေးဘူးတော့ပြစ်နေခဲ့တော့မှာပဲဒီ bro ဒီကတော့ wave ဒီနေရာ wave ရှိရောအချိန်ကတခုမှာတော့ဒီ Mega Tower တွေနဲ့သွားပြီးတော့ဆိုင်ဖို့တော့က2အတွက်တော့အထီးရောနာစီမှာပါ ဟုတ်တယ်ဗျာနော်အဲ့တော့နည်းနည်းတော့ဒီအောင်လန်းရဲ့ Mega Turret ကလည်းတိတ်ပြီးတော့အခြေရခိုင်တော့တာမဟုတ်တော့ဘူးပြိုလဲခြင်းနေပြီငကိုတွေကမှနေထားမကောင်းတော့ရဲ့နေတာတစ်ခုဆိုတော့ဒီ Mega Turret ကတော့ပေးရမှာပဲဗျာတော့ banner အနေနဲ့ထပ်ပြီးတော့ပိုင်းခံတယ်တစ်ဖက်ကနေ manipulation နဲ့ထပ်ပြီးတော့ avatar ခင်းပေးတာဆိုတော့ banner ဒီတစ်ခေါက်မှာတော့ခံနိုင်ရှိပါအောင်မလားမရတော့ဘူးအော် Chuck Flick 2 man ထပ်ပြီးတော့ပေးလိုက် Resilio ကထချသွားပြီ Super Cat over ဆက်လက်ပြီးတော့ပဲ PS ဆက်လက်သိမ်းပိုက်နေခဲ့တယ်ပဲ3 man down နဲ့2 Platin နောက်ဆုံး game number 3ကိုတော့အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ် 50-0ဆိုရလုံးဝဟိုမှာကေးရရှိမသွားခဲ့ခြင်းဖြစ်နေခဲ့တဲ့ new boss ပေါ့နော်ဘလုံးဝပြန်လဲပြီးတော့ကြားလို့မရခဲ့ပဲနဲ့တောက်လျှောက်ဆိုလို့အားလေးကနေစပြီးဖြည်းဖြည်းချင်းစီမပလာခြင်းတွန်းသွားခဲ့တဲ့ပုံစံလေးကတော်တော်လေးကောက်ဒီဘက် T-Bro ရဲ့ Grok ဟုတ်တယ် တကယ်ကိုကောင်းပါတယ်ဒီချက်တိုက်တာလေးတွေက T-Bro ရဲ့ Grop လည်းတကယ်တော်တော်လေးကောင်းသလိုအဓိကတော့ PS ကလည်း yes လေနော်တော်လုံးလုံး လုံးဝဟာဒါသူ့ရဲ့ share တွေ quick share တွေ